မင်္ဂလာပါကျွန်တော်တို့ဒီဆက်လေးကို order တင်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့တုံညကို44896နောက်တစ်ခုကတုံညကို26525616ကို order တက်လို့ရပါတယ်တခြားဖုန်းတွေဟိုရဲ့ Viber တွေကိုကျွန်တော်တို့တီးပြုတ်ခြင်းမရှိပါလက်ရှိဒီဖုန်းနံပါတ်နှစ်ခုကိုပဲကျွန်တော်တို့ order လက်ခံပါပါတခြားဖုန်းနံပါတ်နဲ့ဆက်သွယ်တာတွေပါရှင်ကျွန်တော်တို့တူရမပါရမဟုတ်ပါဘူးဆိုတဲ့အကြောင်းကိုကျွန်တော်တတိပေးအနေနဲ့ပြောသားခြင်းဖြစ်ပါတယ်ဟုတ်နော်မြန် order တက်ဖို့ရန်ကျွန်တော် define ကနေစောင့်ကြိုနေပါတယ်ဘာလို့ပစ္စည်းအရေးအတွက်ကများပေမဲ့လည်းယူတဲ့လူကအများများတာဖြစ်တဲ့အတွက်မိတ်ဆွေတို့ရဲ့ order ကိုမြန်လေးတင်ပေးဖို့ရန်အတွက်ကျွန်တော်အတိုက်တွန်းလိုက်ပါတယ်ကျွန်တော်ဖုန်းနံပါတ်ကိုလည်းကျွန်တော်ဒီဗီဒီယိုရဲ့ link မှာလည်းကျွန်တော်ပေးထားရမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ပါဟုတ်နော်ဘက်ထရီ1000ပါပြီးတော့မှ920ကျော်ခန့်နဲ့ကျွန်တော်တို့ Wi-Fi Z လေးဝင်ပြီဟုတ်ပါနော်အဲ့ဒါမျိုးဒီကောင်က920ကျော်ခန့်နဲ့စင်ကတ်ကိုထည့်ပြီးမှသုံးရပါတယ်စင်ကတ်ထည့်ပြီးသုံးရတာဖြစ်တဲ့အတွက်ဖုန်းလိုင်းမိမှပဲအဆင်ပြေမယ်ဖုန်းလိုင်းမမိရင်တော့အဆင်မပြေနိုင်ဘူးပေါ့နော်ဒါကတော့ဘက်ထရီ1000ပါတယ် Wi-Fi Z လေးပါကျွန်တော်ရှိမှာ store ကတော့ကျွန်တော်မိတ်ဆွေတို့ကြည့်လိုက်ပါ store ကတော့ဒီလောက်ရှိတယ်ပေါ့နော်ဒါပေမဲ့မတေချာပါဘူးအရင်တစ်ခေါက်က order ပေးထားတဲ့ကျွန်တော်မိတ်ဆွေတွေကို customer တွေအကုန်လုံးကိုကျွန်တော်ခုဖုန်းဆက်ပြီးတော့မှ order confirm လုပ်နေပါတယ်အဲကြောင့်မို့ဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော်တူရောက် mobile ကိုမြင်မြန်ဆက်သွယ်ဖို့ရမမေ့ပါနဲ့လာစိတ်ကြရွေးချယ်ဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော်တူရ mobile 55လမ်း110 e နဲ့111ဂျာမန္တလေးမြို့မှာဆက်သွယ်ဝယ်လို့ရရှိနိုင်ပါတယ်ဟောနော်ဒီဆက်က Wi-Fi Z စင်ကတ်ထည့်ပြီးမှကျွန်တော်တို့ Wi-Fi သုံးရတဲ့ဆက်ဖြစ်ပါတယ်ဟုတ်ပါနော်စင်ကတ်ကိုမှထည့်သုံးရတာပါ MPT Oil တို့တိန်တော့ Mindtel ကြိုက်တဲ့စင်ကတ်ကိုထည့်ပါအတန် Fantasy နဲ့စင်ကတ်လည်းကျွန်တော်ဒီ The Fry ကနေပြီးတော့မှထည့်ပြီးတော့မှတုံးလို့ရပါတယ်ဆိုတဲ့အကြောင်းကျွန်တော်သတင်းကောင်းပါခြင်းပါတယ်ဟုတ်ပါနော်ဆက်သွယ်ဝယ်ယူခြင်းနဲ့ကျွန်တော်မိတ်ဆွေတွေအတွက်မြန်မာနိုင်ငံလုံးအိမ်ရောက်ငွေချေရပါတယ်ဒါပေမဲ့တခုဒိတ်ထားမှာကျွန်တော်တို့ကခါကျ Ride နဲ့တပိုးရင်ပစ္စည်းမယူရသေးရှိလို့ကျွန်တော်တို့ဇေယျငွေ1000ကျပ်လေးလက်ခံရရှိပြီးမှပဲကျွန်တော်တို့ပေးဖို့ဝေးမှာဖြစ်ပါတယ်မို့ရင်တော့ကျွန်တော်တို့မပေးဖို့ပါဘူးအဲ့ဒါလေး view site ပါဟုတ်ပါတော့ကျွန်တော်တို့ဖုန်းဆက်ပြီးမှ order တင်ခြင်းနဲ့ဆိုရင်39948000ကိုဆက်သွယ်ပြီးတော့မှ order တင်လို့ရပါတယ်နောက်ထပ်ဖုန်းနံပါတ်ကတော့3992559616ကိုလည်းဆက်သွယ်ပြီးတော့မှ order တင်လို့ရပါတယ်ဆိုတော့ကြောင်းသတင်းကောင်းပါပါတယ်ကျွန်တော်ဒီ Wi-Fi Z လေးကလက်ရှိကျွန်တော်ရောင်းမှစီသတင်းခွဲပါဒီကောင်ကိုကျွန်တော်တို့က Wi-Fi Z only ပါပဲစင်ကတ်တွေပါမပါသေးဘူးเนาะဒီကောင်မှာကျွန်တော်က Arduino Duo adapter ပါကျွန်တော်လက်ဆောင်ထည့်ထားပေးပါတယ်ဘာလို့ဒီကောင်ကတခြား Arduino Duo အမြင့်နေလဲဆိုရင် Arduino လို့မဝင်ဘူးဆက်ပြတ်တတ်ပါတယ်အဲကြောင့်မို့ရအတွက်ကိုကျွန်တော်ဒါလေးကိုလက်ဆောင်ထည့်ပေးခြင်းဖြစ်ပါတယ်ဟုတ်ပြီနော် define ကိုဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော်မြန်မြန်လေး order တင်ဖို့ရမမေ့ပါနဲ့ဟုတ်ပြီနော်လက်ရှိအရေးတွေကကျွန်တော်ဒီမှာရောက်ထားပါတယ်အဲကြောင့်မိတ်ဆွေတို့အနေနဲ့မြန်မြန်ဆက်သွယ်ဖို့ရန်အတွက်ကျွန်တော်တရားမွန်ကနေသတင်းကောင်းပါရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်